Hello guys ကျွန်တော်ဒီနေ့ကျွန်တော်တို့ရဲ့ကိုယ့်ဘုံကိုမြင်တဲ့အမြင် sub concept ကိုဘယ်လိုပြောင်းလဲရမလဲဆိုတာကိုကျွန်တော်ပြောပြပါမယ်ကျွန်တော်တို့ရဲ့ကိုယ့်ဘုံကိုမြင်တဲ့အမြင်ကိုပြောင်းလဲဖို့ဆိုရင်ကျွန်တော်တို့ကနေပြီးတော့လူတစ်ယောက်လို့မြင်ပြရမယ်ကိုယ့်ဘုံကိုငါဒီအရင်ကလူနဲ့ align မဖြစ်တော့ဘူးအရင်ကလူနဲ့ဘာမှမချိတ်ဆက်တော့ဘူးငါဒီအခုလူတစ်ယောက် new person လို့ကိုယ့်အောင်မြင်ပြရမယ်ဒီလိုမြင်ပေးပြီးတော့ကိုယ်ကနေပြီးတော့အရင်ဆုံးစဉ်းစားကြည့်အောင်ကျွန်တော်တို့နေ့တစ်နေ့တာမှာဆိုရင်ကျွန်တော်တို့ကိုယ့်ကိုဘယ်လိုမြင်လဲပုံမှန်ဆိုခါလေးကြရင်နည်းနည်းလေးကိုယ့်ကိုမကောင်းတာမြင်ပြီလားဥပမာကိုကနေပြီးတော့အချစ်မခံထိုက်ဘူးလို့အဲ့လိုမျိုးတွေတွေးမိလားတခါလေးမြင်မိလားအဲ့ဒါမှမဟုတ်ရင်ကိုကနေပြီးတော့ဟာငါလေးတော့မတော့ဘူးအဲ့လိုမျိုးတွေပြောမိလားဒီလိုမျိုးတွေကိုကျွန်တော်တို့ကဒီ negative ကနေပြီးတော့ positive အဖြစ်ကျွန်တော်တို့ကပြောင်းပြရမယ်အရင်ဆုံးအဟာကိုဘယ်လိုပြောင်းလဲဆိုရင်ကျွန်တော်တို့ကဒီ affirmation နံပါတ်1အချက်အနေနဲ့ affirmation လေးယူလို့ရတယ်ကောင်းတဲ့အရာလေးပြောပြလို့ရတယ်ဒီဥပမာငါဒီအချစ်ခံထိုက်တဲ့သူတရားဖြစ်ဒီဒါဆိုရင်လည်းကောင်းတဲ့ဟာပဲ I'm worthy of love ဒီ affirmation တွေကတော့ကိုကြိုက်တာပြောလို့ရတယ်အများကြီးပဲရှိတယ်Pinterest တို့ဒီ TikTok တို့ social media တွေအကုန်လုံးမှာရှာလို့ရတယ် affirmation လေးတွေအများကြီးရှိပါတယ်ကိုယ့်အကို self love affirmation လားဒါမှမဟုတ်ရင် confidence affirmation လားအများကြီးရှိတယ်ဒီမျိုးတွေရှာပြီးကိုယ့်အပြောလို့ရတယ်ဒီမျိုးပြောတဲ့အချိန်မှာဆိုရင်ကိုကနေပြီးတော့အသက်လေးခဏရှူပြီးမှပြောပြီးပါပြည့်လဲဆိုတော့ဒီအသက်ရှူလိုက်ရင်ဒီကိုယ့်ရဲ့ nervous system ကိုယ့်ရဲ့အာရုံကြောစနစ်တွေကငါဒီ affirmation ရွေးရတာဒီ affirmation ကိုသူကဒီမှန်ကန်တယ်လို့ထင်တယ်ဘာဖြစ်လို့လဲဆိုတော့ဒီ nervous system လေးတွေကသူ feel safe ဖြစ်သွားတယ်အသက်ရှူလိုက်တဲ့အချိန်မှာသူတို့ကလုံခြုံနေခံစားရတဲ့အတွက်သူတို့တခုရွေးလိုက်တဲ့ affirmation လေးတွေသူတို့ကလွယ်လွယ်ကူကူနဲ့လက်ခံနိုင်တယ်ဒါကြောင့်မလို့ပို့ပြီးတော့ထိရောက်ပါတယ်ဥပမာကိုဒီမကောင်းတာပြောမယ်အစားဥပမာငါအချစ်မခံရဘူးငါအချစ်ခံဖို့မထိုက်ဘူးပြောမယ်အစားကိုငါဒီအချစ်ခံထိုက်တဲ့လူတစ်ယောက်ဖြစ်တယ်ငါဒီ I'm lovable ငါဒီအချစ်ခံနိုင်တဲ့လူတစ်ယောက်ဖြစ်တယ်ဒီလိုမျိုးလေးစက်တိုက်တနေ့နှစ်ခါသုံးခါလောက်ပြောပြီးတော့မယ်ဆိုရင်ကိုအုံနောက်ကနေပြီးတော့ဒါကိုသူကနေပြီးတော့ဟုတ်တယ်ဆိုပြီးတော့သူကအုံနောက်ကဒီ affirmation တွေကိုထပ်ခါရွတ်ရင်သူကအုံနောက်ကမှတ်သွားတဲ့အတွက်ဒီ affirmation တွေကတကယ်ဖြစ်လာတဲ့အချိန်မှာကိုဒီစိတ်လည်းပျော်စီပြီးတော့တကယ် reality မှာကိုတကယ်အချစ်ခံရတဲ့ပုံစံတွေဖြစ်အောင်လုပ်ပေးပါတယ်ဒီနံပါတ်1အချက်အနေနဲ့ဆိုရင်ကျွန်တော်တို့က affirmation တွေယူပြီးဆိုရင်ဘာလုပ်ရမလဲဆိုတော့အလုပ်လုပ်ရမယ်ဒီ affirmation တွေနဲ့အလုံးနေတာပါလို့တကယ် powerful ဖြစ်သွားပြီတကယ်ကိုမဖြစ်နိုင်တာဆိုတာမရှိအောင်ဘူးလေဆိုတော့ affirmation လည်းယူပြီးတယ်ကိုအကောင်းဆုံးနေနဲ့ယူပြီးတယ်အလုပ်လည်းလုပ်ရမယ်နံပါတ်1အချက်ဥပမာconfident ဖြစ်ချင်တဲ့လူတယောက် confident ရှိချင်တဲ့လူတယောက်ဆိုရင်ကိုကနေပြီးတော့ affirmation လည်းယူဟုတ်ပြီနော် I am confident okay affirmation ယူတယ်ယူပြီးဆိုရင်ကိုကနေပြီးတော့ public speaking တွေမှာဒါမှမဟုတ်ရင် advance ဒီမှာtry ဒီ speaking လုပ်ကြည့်တာမျိုး speak out လုပ်ကြည့်တာမျိုးစကားပြောတာမျိုးဒါမှမဟုတ်ရင်လည်းဆ iam ကိုဒီမရှင်းတာရှိရင်အရဲဝင်းမေးရတာမျိုးလက်ထောင်ပြေးရဲဝင်းမေးရတာမျိုးဒီလိုမျိုးဆိုရင်ကိုယ့်ရဲ့ confidence ကပို့ပြီးတော့တိုးတက်လာတယ်ပြည့်ဆိုတော့ဒီ action ရှိရင်ကိုက confidence ကနှစ်ဆတိုးတက်တယ်ဒီလိုမျိုးနှစ်ဆတိုးတက်တဲ့အတွက်ဒီ take action လုပ်ရမယ်ဥပမာကိုကနေပြီးတော့ဒီကိုကနေပြီးတော့အချစ်ခံခြင်းနဲ့ထားလိုက်ပါအောင်ဒါပေမဲ့ကိုကနေပြီးတော့ဘာမှမပေးသက်ချင်တော့မရဟုတ်တယ်မလား you have to take action ကိုကနေပြီးတော့ give and share ရှိရမယ်ကိုပါတနာကိုလည်းဒီဘယ်လိုပြောမလဲကိုကနေပြီးတော့ queue site ပေးရတွေပါရှိရမယ်ဒါမှကိုလည်းအချစ်ခံရမှာလူတွေကဒီကိုဆက်ဆံတဲ့အတိုင်းပဲကိုပြန်ဆက်ဆံကြတာများတယ်ဟုတ်တယ်နော်ဒါကြောင့်မလို့ကိုဖက်ကနေကောင်းပြီးလိုက်ပါကိုဖက်နေကောင်းပြီးလို့မှသူတို့မကောင်းဘူးဆိုရင်လည်းကိုကရှောင်တာပေါ့အခုဆိုရင်တော့ရှောင်မယ်တူဒီကျွန်တော်တို့ကဒီနှစ်ချက်လောက်ပြီးဆိုရင်ဒီ self concept ကဘယ်အချိန်မှာပြောင်းလာမလဲဆိုတော့ကိုကအရင်တော့လွယ်ကူကူစိတ်ထိခိုက်ခဲ့တဲ့အရာတွေစိတ်တုန်မိတဲ့အရာဥပမာလူတယောက်ကကိုပြောမယ်ကိုကနေပြီးတော့တကယ်လည်းအရင်တော့ကိုကဒီ confidence မရှိဘူးကိုက confidence မရှိဘူးလို့ခံယူထားတဲ့သူတယောက်ဆိုရင်သူများကပြောမယ်နင်စကားပြောတာလေယုံကြည်ချက်လည်းမရှိဘူးနင်ကြည့်ရတာစကားသိမပြောချင်တဲ့ပုံစံပဲဆိုရင်ကိုကစိတ်ထိခိုက်ရဟုတ်တယ်တကယ် confidence မရှိဘူးအရင်ကကိုကမှတ်ယူထားတယ်အကယ်လို့ကိုက confidence ရှိရလို့ကိုကအကောင့်ထဲမှာမှတ်ထားတယ်ကိုက affirmation နဲ့ရွတ်တယ်အလုပ်တွေလုပ်တယ်ဆိုရင်သူများအနေနဲ့အပေါ်ရန်အမြင်နဲ့ကိုany confidence မရှိဘူးလားမလဲရမပြောတတ်ဘူးလားဆိုရင်ဒါပေမဲ့ကိုကစိတ်မထိခိုက်တော့အရင်လောက်ထိလက်ဆိုတော့ကိုကသိရကို confidence ရှိတယ်ကိုဒီအလုပ်တွေလုပ်ထားတယ်ဆိုတော့ you have evidence ရှိရတဲ့ကိုကအလောက်ထိစိတ်ထိခိုက်တာမျိုးမရှိဘူးဒါကြောင့်မလို့ you have to take the actionအကောင့်ကိုဆိုလဲဒီ content creator ဖြစ်ဖို့ကြောက်တယ်ကိုကမလုပ်ရဘူးလုပ်ဖို့စဉ်းစားတာကြာပြီဒါပေမဲ့ကိုကစဉ်းစားလိုက်တာငါကတော့ဒီ content creator ဖြစ်ချင်တယ်ငါ content creator ဖြစ်နေပြီဆိုတာရုပ်နေတော့မရဟုတ်တယ်မလား you have to take action video ရရမယ် background လာလေးရွေးရမယ်အတန်ကိုကောင်းလေးပြောရမယ်လူတွေကြားနိုင်လောက်တဲ့sound အနေနဲ့ပြောရမယ်အဲ့လိုမျိုးဆိုတော့ကျွန်တော်က video ရရတယ်ဟုတ်တယ်နော်ဒီဟာတကယ်ဖြစ်လာဖို့အတွက် take action ကလည်းအရေးကြီးတယ်ဒါကြောင့်မလို့နံပါတ်1အချက်ကိုယ့်ကိုကောင်းတာလေးတွေပြောပြီးမယ်တနေ့ affirmation ယူမယ်ကိုယ့်ကိုအချိန်ပေးရမယ် you have to take time of yourself ပြည့်လဲဆိုတော့ကိုအချိန်ပေးရမယ်သူများတွေကိုအချိန်ပေးတာလည်းဟုတ်တယ်ဒါပေမဲ့
တစ်နေ့တစ်နာရီလောက်ကိုအားတဲ့အချိန်မှာကို reflection လုပ်ရမယ်နံပါတ်1ကပါလဲဆိုတော့ဒီကျွန်တော်တို့ကtake action အလုပ်တွေလုပ်ရမယ်ရှိသမျှ routine ရှိထိုင်ကောင်းတယ်ဒီ planner တွေရှိထိုင်ကောင်းတယ်ကိုလုပ်ရှာရှိရတာ auto လုပ်သွားရုံနဲ့ကိုကဘာမှစဉ်းစားနေစမ်းမလို့တခါလေဒီ routine ဆွဲထားမယ်ဆိုရင်ဒါပို့ပြီးတော့အဆင်ပြေdaily routine ကိုပြောတာပါဟုတ်ကဲ့ပါဒါဆိုရင်ကျွန်တော်ရဲ့ video လေးကတော့ဒီလောက်ပါပဲအားလုံးလည်းဒီ knowledge တစ်ခုနှစ်ခုပဲဖြစ်ရတော့မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်နောက်ပိုင်းမှာကျွန်တော် video တွေအများကြီးဆက်တင်ပြအောင်လည်းကြိုးစားပါမယ်ခင်ဗျဒီနေ့ video လေးကတော့ဒီလောက်ပါပဲအားလုံးဘိုင်ပါ